Hello အားလုံးပဲမင်္ဂလာပါဒီနေ့ share လုပ်ပေးခြင်းတဲ့ speaking pattern လေးကတော့ I have decided to plan by one pattern လေးပဲဖြစ်ပါတယ်ဒီ pattern လေးရဲ့အဓိပ္ပာယ်ကတော့တခုခုပေါ့နော်ငါလုပ်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပြီလို့ပြောခြင်းတဲ့အခါမှာI have decided to plan by one pattern လေးကိုသုံးပြီးတော့ပြောလို့ရတယ်ပေါ့နော် Okay example sentence ငါဒီလုပ်ငန်းကိုစပြီးလုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီ I have decided to start a business okay ငါဖုန်းသစ်ဝယ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီ I have decided to buy a new phone ငါဆက်လက်မတောက်တော့ဘူးလို့ဆုံးဖြတ်ချက်ချလိုက်ပြီ I have decided to quit smoking ငါနောက်နှစ်မှာခရီးသွားဖို့ဆုံးဖြတ်ချက်ချလိုက်ပြီ I have decided to travel next year ငါအိမ်စာတွေကိုပုံမှန်လုပ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီ I have decided to do homework regularly okay အဲ့တော့တခုခုကိုလုပ်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပြီလို့ပြောချင်တဲ့အခါမျိုးမှာ I have decided to သူနောက်ကနေ verb 1လေးလိုက်ပြီးတော့သုံးပြီးလို့ရပါတယ် thank you